နေတော့ဒီစာလေးပုတ်ခံရလာတော့မသိဘူးပေါ့နော်ရီးစားစာလိုဘာလိုနဲ့ပေါ့နော်ညီမကဖြူဖြူပါအကိုဘာလုံးနေလဲညီမကလိပ်ပြပါညီမကချေယူပါညီမကဘာသခင်လဲမသိဘူးတက်ထားသခင်ပြီးတော့ညီမတနာလင်းပါသိရမလားအများကြီးပဲညီမကဘာညာပါဆိုမှအကိုဘာလုံးနေလဲဆိုမှအဲ့လိုမျိုးတွေမေးတဲ့စာလေးပေါ့နော်လူတိုင်းဒီဘာပို့နေရနော်သူတို့ပို့ကအရေးမကြည့်ဘူးတချို့ဆိုရင်နော်အဲ့လိုမျိုးအိမ်တောင်တွေဆိုလဲသိရမလားတချို့ဆိုရင်မိမနဲ့ရန်ဖြေရတာတို့တချို့အမျိုးသိရမလားရီစားအသွဲဆိုလဲသိရမလားသူအကတိပြဆိုရင်များပို့လားပါလားဆိုမှအဲ့လိုရန်ဖြစ်နေကြရတာပေါ့နော်အမှန်တကယ်တော့ပို့တဲ့လူတွေကဒီဂိမ်းကြော်ညာလားမသိဘူးအဲ့လိုမျိုးပေါ့ဂိမ်းကြော်ညာပြီးတော့ပတ်စံ300ထုတ်လို့ရပါတယ်ဒီဂိမ်းကိုဆော့တာပတ်စံတရက်ထဲနဲ့300ရပါတယ်400ရပါတယ်အကိုလဲဆော့မလားပါလားအဲ့လိုမဲဆွဲချင်တာနေမှာအဲ့ဒါလူတိုင်းဒီဘာပို့နေရနော်နင်တို့ကပို့ခံရလာတော့မသိဘူးဒီမှာနာမည်ကတော့အမျိုးမျိုးပဲ Facebook မှာလည်းတွေ့ရနာမည်ကတော့အမျိုးမျိုးပဲနာမည်တွေက KTV နာမည်နဲ့တောင်တူလို့ပဲသိရမလားနာမည်တကယ်အလန်းနေပဲအခုနောက်ပိုင်းလိန်နီးတွေကလည်းအမျိုးမျိုးပဲနော်အားကြောင့်မို့တချို့တွေကိုတေချာလေးအဲ့လိုမျိုးပေါ့တချို့နည်းနည်းအသက်ကြီးပိုင်းနေတိတ်မသိရလူဆိုတေချာလေးပြောရမှာပေါ့နော်အိမ်ကလူတွေကိုအခုလိန်နီးတွေကအမျိုးမျိုးသိရမလား KB ဆိုလဲ KB လိုက်လိန်တဲ့လူတွေအခုဆိုလဲဒီမှာ message တွေပို့ပြီးတော့လိန်တဲ့လူနဲ့သိရမလား live ပေါ်မှာဆိုလဲ page တွေကပေါ့နော်အဲ့လိုမျိုးသိရမလားအဝတ်စားတွေပါရတင်ထားပြီးတော့လိန်သွားတဲ့အဝတ်စားတွေပါတင်ထားရင်မှ install ရှိတယ်လို့ပါလို့နဲ့လိန်သွားတဲ့လူတွေနဲ့အခုနောက်ပိုင်းကလိန်တဲ့လူတော်တော်ပေါ်ရနော်အားကြောင့်မို့တေချာလေးချင့်ချိန်ယုံကြပါလို့ဒီစာလေးလဲပုတ်ခံရပြီလားလို့အားလည်းပြောတာ